good morning ခုနကထိုးလို့မယ်ဒီနေ့ကအကြောင်းပိတ်တယ်တင်ကနေနေကြဒီနေ့ vlog ရိုက်ပါမယ်ဘာလိုက်ပိတ်ကြည့်ကြပါအခုကတော့ဂျင်းတက်ပြီးပါမယ်ဂျင်းပြည့်ရပါတော့2ရက်ရှိပြီလေဆိုတော့ရေတက်တယ်ပေါ့ကရေကြတော့တို့ကြောင်းစာမှာရေတက်ဆက်ရှိတယ်အမှရေထည့်လို့ရရေကြတော့အစာမကြတော့ဝေတောင်းစရာမလိုဘူးအဲ့နဲ့ရေတက်စာလိုက်ပြမယ်ကြည့်ကြည့်ရေတက်ဆက်ကြတော့အဲဆိုရင်ရန်ကုန်စီးပွားရေးတက္ကသိုလ်1986ခုနှစ်မှာဆိုရင်ဘွဲ့နေတွေကျောင်းသူကျောင်းသားတွေကနေစည်းစာတော့သူလှူဒန်းတာတယ်လှူဒန်းတာလည်းကိုလည်းမမလေးကိုလည်းကျေးဇူးတင်ပါတယ်အခုမှာကြတော့ကောင်းတယ်ရေတောက်ဝယ်တောက်စရာမလိုဘူးအချို့စားမှာကြတော့ရေဝယ်တောက်ရတယ်ဒီမှာကြတော့ကောင်းတယ်ဆင်ပြေဒီလက်ရှိတယ်ဒီအခန်းကြတော့ဒီနေရာကျတော့ရိုးကောခေါ်တဲ့နေရာပေါ့ဒီညနေ6 နာရီဆိုရင်ရိုးကောခေါ်တယ်အဲကျရိုးကောခေါ်တဲ့နေရာပေါ့ပြဒီနေရာလေးဒီနေရာပေါ့ညနေဆိုရင်ဟုတ်လို့ပေါ့စာကြေးလို့ရတယ်တကယ်ကြီးနဲ့စုရထိုင်လို့လည်းရတယ်နေရာလေးစောက်တကယ်ရှိတယ်အဲ့ကောင်လေးရှိ
ရေရပြီဂျင်းပြုတ်ရပြုတ်တာလားသွားပြီအခုတော့ရေချိုးပြီးသွားပါပြီမနက်စားစားမယ်မနက်စားပိုင်းကဂျင်းမနက်ဂျင်းပြုတ်ရည်ရဲ့ချက်ဥရဲ့မောက်ရခဏရှိပြီဆိုတော့8ခွဲမနက်စားစားပြီးရင်စားလုံးမယ် Writing a diary for today. And diary, you might probably want to have one after this video. Let's get started. Writing a diary is a very simple habit, but it has many benefits. Many people think diary writing is only for students or writers. Even simple sentences can help improve your English little by little. When you write every day, your brain gets used to it. It is very easy to start. ငါစားလုပ်ပြီးပါပြီခုအခုကတော့7နာရီရှိပြီပေါ့မနေ့ကကြတော့ခမင်းကိုဟိုဘက်ခြံမှာတော့ဝယ်တယ်ဒီနေ့ဒီဘက်ခြံတော့မယ်ဘီဒီကန်တင်းမှာသမင်းတော့ဝယ်မယ်ဘီဒီကန်တင်းကလိုက်ပို့ပြီးမှာဒါရီရှိတယ်ဆိုတော့ကြည့်ရအဆောင်နာမယ်ကနှင်းစီဆောင်ပါတက်စီဝါးရေးတက်ကလို့နှင်းစီဆောင်အဲ့ဆိုအဆောင်ရှိမှဆိုရင်ခွေးစားတွေတော့ကျူးလို့မရအောင်လာတယ်ဒီလေးကဒီမှာကျတော့အပင်တွေလည်းများတယ်ဘရောက်ပန်ဘရောက်ပန်လို့ပဲဟုတ်တယ်ဘရောက်ပန်ရှိမှာကျန်ဘရောက်ပန်ဒီမြင်ရလာတော့မသိဘူးမညမိုးရတာတော့မလန်တော့ဘီဒီကန်တင်ခါတည်းကပါဆိုတော့ခွေးလည်းများတယ်လည်းအဲ့ဒီမှာလေအဲ့ကြခါတည်းဆိုရင်ဒီကိုတိတ်မလာပြည့်ဘူးခွေးများလို့
900ဘူးရယ်တုတ်တော့900တော့တစ်ခါတော့ အစာပြန်ရပါပြီနီးခေါ်နေပြီပါပဲမစားပါမယ်ကြီးမှောင်နေတာပဲ